ချက် ကြာခက်တော့ ဘာမှကြာစံတော့မဟုတ်ကြာစံကျိုးစီချက်ရဲ့ချက်သားပြားကင်လာရနော်ချက်သားပြားကင်ဟမ် ပူလား မပူပါဘူးအေးစားချက်သားပြားကင်ကောင်းတော့ဘူး ဘာဖြစ်တော့ ရွေးမိတ်ထုတ်လေးဆိုရင်လည်းကောင်းတယ် ဘာဖြစ်တော့အထုပ်ဘာညာမပြတော့ ပြမယ်ပြင်ပြမယ်လိုက်ပါတောင်းမှာနုကျိုးစီချက် ready made ထုတ်အားလေးစား မစ်ပေါ့ no ဟော no နော် ကိုယ်တိုင်လုပ်ထားတဲ့စသားပြားကင်စသားကိုချုံမလေးရစားလေးရနောက်ပြီးတော့ငရုတ်ကောင်းလေးရနဲ့တကယ်ပြားကြီးလေးရနဲ့တေချာနေပြီးတော့အဲ့လိုမျိုးပြားပြီးတော့ကင်လာအဲ့လိုမယောနီစ်လေးနဲ့ကင်စားတာ ဘာမှမပြောတော့နော်စားကောင်းစားလိုက်စားတော့ လကားစားရင်ကုန်ကောင်းစသားပြားကြီး ဘယ်နဲ့ချောင်းစား တစ်ချောင်းမယ် နော်အများကြီးကောင်း ငါးရင်ချောင်းလုံးလမိန်နဲ့ဟုတ်လားဒီကောင်းရတာအော် ကောင်းတယ် လုံးလာအောင်မလာပြီးတော့လုံးကမလို့ပဲမကောင်းကြအချင်းနဲ့လာပြရချစ်နေတယ်လာပြဘယ်လိုစားဒီနေ့အဆက်မချိုလေးတွေပဲဒီနေ့အချိုစားအဲ့လိုလေပါပြေုံမယ်အဲ့လိုနဲ့ကိုလာတယ်ဟုတ်လား အဆောင်ပြီးတော့ ဒုဆိုင်သွားပြီရှိုင်းနဲ့ကောက်ရမလိုက် ဒီအောင်ခံလေးမပကံပေးထားရလေလူလူစား ရှိုင်းနဲ့ကောက်ရမလိုက်တော့ ဘယ်ဆိုတာနဲ့ကောင်းတယ်မဟုတ်လားလာခါရတဲ့ပုံလားဒီပါပြစားတယ် ဒီတော့နဲ့ဟာမလို့ ရွှေတောင်နဲ့ဟာမရမဟုတ်ပါဘူးရွှေတောင်နဲ့ရတာလို့ပဲကောင်းတာနုံနုံကထုတ်တဲ့ ready made ကျေးဝစီချက် ဘာလို့လဲ တော်တော်ဘလောက်လို့မလို့စီတီမကနေရောဝယ်မမမီရောတိတ်မရှိပါဘူးတစ်ထောင်ကျော်ကျော်ဝယ်ဆိုရင်ဒီလိုအဆွေကြီးကိုစားမလို့ဆိုရင်အခုဆို1000ကျော်ပြီလွယ်တော့အဲ့တော့အတားပြီးဒီလိုအထုပ်ကလေးတွေပဲစားလိုက်တော့အဲ့စားရ တော်ပြီနော် ငါလည်းမသိသေးဘူးလေ ဟဲကြိုက်လို့လေ စိတ်ကြိတ်လေ ဟဲ လုံးများကြံနေရပါမလို့ စားတော့မယ်လေပြောင်းမစား ငါစားလို့မဟုတ်ဘူးရဘူးရအလူရခါရတယ်အပဒီမှာငါလည်းခါရကောင်းမကောင်းအချင်းလေးနဲ့လည်းလိုက်ငါလေးစားရငါလေးငါမလေးမရှိတော့ဘူးလို့တောင်းတယ်သူးစားနေ ဟုတ်မှနှစ်ခါလားမသိပါဘူးသူ့လေးနဲ့နိုင်ပြီပါ စတဲ့စမင်းနှခါ ဟဲ နှလုံးစတဲ့စမင်းနှလုံး နှစ်ခါလေးရဲ့ ဒီ သူ့ ဘက် လေး မှာ နဲ့ ချက်သားလေးစားနေဒီဘက်မှာကြာလည်းမရှိတော့ ဥမပါလားစနေကြော်လို့ကြီး ငဲ့နေလို့လား အင်းရဲ့လူတွေကဝယ်မှမလို့ ဟောပြရတယ်ဟိုကကျမရှိရနေပြီးတော့အချောင်ကတ်စားပြီးသူရရဲ့မိုးဘိုးတွေကိုတော့စောအဲမိုးတော့စောလာရင်စောတပတ်ပြလာရင်ရတဲ့မိုးဘိုးတွေစုထားပြီးစောကိုကျွေးကိုကတော့နေလိုက်ကိုရချက်ကျွေးရဒီလိုတူတယောက်ရှိပါတယ်ကျမစောလာလို့ရှိရင်တော့အမလေးကျွေးရအောင်စီစဉ်ကျွေးရတာနဲ့ကုတီကိုကျွေးရတာနဲ့ဟာလဲဒူးရင်ရေကြောင်ကျွေးရတာနဲ့စော်ကြလို့ရှိရင် ရှာနဲ့ကောက်ရက်ပလိုက်တော့ ဟ
နော်ဟာဒီဆိုတော့ပြရတယ် cheese လေးနဲ့စားပြတော့မှာဖြစ်ပါတယ်ရုပ်ချောချောနဲ့ကောင်းတယ် မဲနဲ့ကောင်းပြီကလာလေး အော်ဟုတ် တို့သေးလား အခုမှဖတ်တာမှာ ဘယ်နဲ့ကြောင်းကြီးလဲနေရှိမှာဒုတ်တယ်ကြီးပဲဒီမှာ အခုမှဖတ်တာပါ ဒုတ်တယ် စားကောင်းလို့စားကောင်းရင်ကြည့်လဲ့တော့ကြည့်ပါဦး အေးစားလို့ပြပါပြီနောက်နေ့ကျရင်လည်းဗာစားမယ်ဆိုတာကိုကြည့်ရှုပေးကြပါဦးရှင်ကျေးဇူးတင်ပါတယ်တတာ